ကဲနောက်ဆုံးတော့ရောက်နိုင်ခဲ့ပြီဖူတောင်ကို ဟုတ်တယ်လုံနိုင်ခဲ့တယ်ဆုံးထိကျူစာမှုရဲ့ရလာပြီနော်ဒါလာမဘယ်နှခါလောက်ဆုံးပြီးဟုနော် ရှုံးပေးခဏခဏကျူခဏဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့တရင်နဲ့ထိတ်ဆုံးဒီတော့ရောက်ခဲ့ပါပြီပြန်လာတယ် အဲ့ဒီ တိမ်ပင်လေဆိုဝေးပဲတိမ်ပင်လေနဲ့ဒီထွက်တာနဲ့ ဒီအပေါ်ဆုံးရောက်တဲ့ feeling ကတော့နော်ဘာနဲ့မှလဲလို့မရ ဟု ဘူး တ်ပါ နော် ရဲ့ဘာနဲ့မှလဲလို့မရပါဘူးခဏ2 နာရီလောက်နားပြင်တော့ပြန်ဆင်းပါမယ်တပုံလေးပါလေးကြိုက်ပြီကဲဘလော်လေးကိုဒီနေရာမှာပဲ ဟောခဏလေးတက်မှတစ်ခါတော့ကျူစာကြည့်ပါလို့ဒါပေမဲ့စိတ်ကတော့ပိန်ဖြစ်ရမယ် စိတ်ခိုင်မှဖြစ်မယ် စိတ်ကိမ်မှ စိတ်မခိုင်တောင်းတန်တက်တိမျိုးနဲ့တော့တောင်းတက်ဖို့တော့ကြံမပေးချင် တောင်တက်တာဒီဖူသူတောင်တက်ဖို့ကြံမပြီးဘူးတကယ်ကိုမှခဏရှိရပြည့်ရှိရဆိုမှပဲတက်အဲ့ဒါပါပြီနော် ရာသီဥတုရန်ဆိုးရတယ်တွေ့သွားတယ်မိုးတွေရမ်းရွာမြူတွေရမ်းဆိုင်ပြီးတော့ရာသီဥတုပြောင်းလဲတွေရမ်းမြန်ပြီးတော့တိုင်ဖုံးမုန်တိုင်းဖြစ်နေတဲ့အချိန်မှာတက်ခဲ့မိရဆိုတော့ရာသီဥတုကတော့တော်တော်ကြီးခံခဲ့ရတယ် အဲ့ဒါကြောင့်လည်းပါနော်နည်းနည်းပြီး အဲ့တော့တော်တော်ပန်းတယ်ခုထိလည်းတည်းမှမရသေးပါဘူးအားလုံးအကုန်လုံးဒါအပြန်ရောက်မှာပဲညနေမှာပဲအိတ်ကြတော့ ကျေးဇူးပြတဲ့ကျေးဇူးပါလို့ ကဲဒီတင်ပါတယ်ဒီလောက်ပါပဲဘိုင်ဘိုင်